ဘာပဲလို့အောင်မြင်ခြင်းလားအောင်မြင်ခြင်းလဲဆိုရင်တရားဝင်လို့ H 3လုံးဆောင်ထားဖို့လိုတယ်နံပါတ်1 H က HEART heart ဆိုတဲ့နှလုံးသားပေါ့နော်နှလုံးသားဆိုတဲ့အရာကြီးခံစားတတ်တဲ့အရာဖြစ်တယ်နှလုံးသားနဲ့ခံစားမယ်စိတ်ရင်းနဲ့လုံဝဲဆိုတာကိုဆိုလိုတာပေါ့နော်တရားဝင်လို့ PPO လုံနေမယ်အပေါ်ရန်လုံနေမယ်ဆိုရင်အဲ့ဒီလိုလုံတဲ့သူတွေရေရှည်မအောင်မြင်ဘူးရေရှည်အစိပ်ပြေးမှာမဟုတ်ဘူးအဲ့တော့ရေရှည်အောင်မြင်ခြင်းနဲ့ရေရှည်တည်မြဲခြင်းနဲ့ရေရှည်သွားခြင်းနဲ့ဆိုရင်တရားဝင်လို့ဘာပဲလုံရင်ဘက်နဲ့ခံစားမယ်နှလုံးသား heart နဲ့အညီခံစားမယ်နှလုံးသားနဲ့ခံစားပြီးဆိုရင်နံပါတ်2ဖြစ်တဲ့ HEAT heat ဆိုတဲ့အုံနောက်နဲ့တရားဝင်လို့တွေးခေါ်ရတယ်လူနဲ့တိရစ္ဆာန်မှာဘာကွာလဲမေးလို့ရှိရင်လူမှာလည်းအုံနောက်ပါတယ်တိရစ္ဆာန်မှာလည်းအုံနောက်ပါတယ်ဒါပေမဲ့ transition ကလူမှာအဲ့ဒီအုံနောက်အပြင်ကိုအတိညာဏ်ထည့်ပေးရတယ်တိရစ္ဆာန်မှာကျတော့အတိညာဏ်မထည့်ပေးတာအဲ့တော့လူနဲ့တိရစ္ဆာန်မှာဘာကွာလဲဆိုတော့အဲ့ဒီအရာကွာပါတယ်အဲ့တော့ကို့မှာအုံနောက်ရှိတဲ့အပြင်အတိညာဏ်လည်းရှိတယ်ဆိုတော့အဲ့ဒီအတိညာဏ်ကိုလည်းအသုံးချဖို့အတွက်လှုပ်ရလိမ့်မယ်ဘာမှမလိုအပ်ပဲလေ transition ကမပေးထားဘူးလိုအပ်လို့အသုံးချလို့ရအောင်transition ကချင်းမြင်ထားတာဖြစ်တဲ့အတွက် transition ချင်းမြင်ထားတဲ့အရာတွေတရားဝင်တန်ဖိုးထားရမယ်အဲ့ဒီအောင်အသုံးချရမယ်အဲ့ဒီမှာတရားဝင်တို့ကကောင်းကျိုးတွေရှိတယ်အဲ့တော့တရားဝင်ကောင်းကျိုးဖြစ်စေဆိုးကျိုးဖြစ်စေတွေးတက်လာနိုင်မယ်တွေးခေါ်တက်လာနိုင်မယ်ပေါ့နော်အဲ့တော့တရားဝင်တို့ဘာပဲလုပ်လို့အရင်ကနှလုံးသားနဲ့ heart ဆိုတဲ့နှလုံးသားနဲ့ခံစားပြီး heat ဆိုတဲ့အုံနောက်နဲ့တရားဝင်တို့တွေးမယ်ပြီးသွားမှအဲ့နှစ်ခုကိုအခြေခံပြီးသုံးသပ်ပြီးမှနံပါတ်3အချက်ဖြစ်တဲ့ HAND hand ဆိုတဲ့လက်နဲ့လှုပ်ဆောင်လက်တွေ့လှုပ်ဆောင်ခြင်းကိုခေါ်တာပေါ့နော်လက်တွေ့လှုပ်ဆောင်အဲ့တော့အခုဒီဗီဒီယိုကြည့်နေမိတ်ဆွေလည်းဘာပဲလုပ်လို့ဘာပဲပြောအဲ့အချက်3ချက်ကိုအခြေခံပြီးလုပ်မယ်ဆိုလို့ရှိရင်ဒါဒီကိုလုပ်တဲ့အရာတိုင်းဒီလုံးဝအရာထင်မယ်လို့တရားဝင်တရားရန်ကန်လုံးယုံကြည်ပါတယ်ဘာဖြစ်လို့ဆိုတော့တရားဝင်ကိုယ်တိုင်လည်းဘာပဲလုပ်ဘာပဲပြော PPO ဆိုတာကိုမလုပ်ဘူးအပေါ်ရံမဲမလုပ်ဘူးလုံးမဲ့အလုပ်ထိမိထိရောက်ပဲတရားဝင်လို့လုပ်သွားတယ်ဘာဖြစ်လို့ဆိုတော့တရားဝင်လို့လုပ်သမျှအရာတိုင်းမှာပေးဆက်ရတဲ့အချိန်ရှိတယ်လောကကြီးမှာဘဝမှာအရေးကြီးဆုံးနဲ့ဘယ်လိုပြောလဲတန်ဖိုးဖြတ်လို့မရတဲ့ important အရေးကြီးဆုံးအရေးပါဆုံးအရာဘာလဲဆိုလို့ရှိရင်လူတော်တော်များများကကိုယ့်ရဲ့အသက်တည်တာအရေးပါဆုံးလို့ထင်ကြပေမဲ့အသက်ထက်အရေးပါတာဒီအချိန်ပဲတရားဝင်လို့ပြီးလိုက်ရတဲ့အချိန်လေးနောက်တော့မှပြန်လာမယ့်အချိန်လို့ပြန်ရမယ့်အချိန်လေးလည်းမဟုတ်အဲ့တော့တရားဝင်လို့ကြော်ဖြတ်ခဲ့တဲ့အချိန်တိုင်းဒီတရားဝင်လို့အတွက်နောက်တရားဝင်လို့နီးနားမှာရှိတဲ့သူတွေအတွက်အကျိုးပြုတဲ့အချိန်မျိုးဖြစ်ရလိမ့်မယ်ကောင်းတဲ့အချိန်မျိုးတွေဖြစ်ရလိမ့်မယ်ပြန်ပြီးဒီအချိန်ကိုလှည့်ကြည့်လိုက်နောက်ထားရတဲ့အချိန်မျိုးမဖြစ်အောင်တရားဝင်လို့ဒီအချိန်တိုင်းကိုတေချာသုံးသပ်တဖို့လိုပါတယ်အဲ့တော့တရားဝင်လို့လုံးလိုက်တဲ့အချိန်တိုင်းမှာပေးဆက်ရလိုက်တဲ့အချိန်လေးရှိတယ်အဲ့တော့တရားဝင်လို့ပေးဆက်လိုက်ရတဲ့အချိန်လေးတန်ဖိုးရှိတာဖြစ်တဲ့အတွက်အလဟတ်တက်မဖြစ်သွားဘူးတော့ခရီးဆိုင်တင်ပါတယ်အဲ့ဒီတော့တရားဝင်လို့ဘာပဲလုပ်လို့အခုနပြောတဲ့ H3 လုံးအချိန်ခံပြီးလုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲကောင်းမွန်တဲ့ရလက်တွေထွက်လာနိုင်မယ်ကောင်းမွန်တဲ့အဖွဲ့အစည်းတစ်ခုတည်ဆောက်တာနဲ့ဘာပဲလုပ်လို့ပေါ့နော်အလုံးမှာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ကောင်းမွန်တဲ့အရာတွေကိုပဲဖန်တီးတဲ့သဘောကိုတက်ဆောင်သွားနိုင်မယ်အဲ့ဒီတော့ကိုအတွက်လည်းအကျိုးရှိမယ်ကိုအနီးနားမှာကိုနဲ့အတူရှိနေတဲ့သူတွေအတွက်လည်းအကျိုးရှိပါလိမ့်မယ်လို့တရားမျှဝေချင်ပါတယ်ရှင့်တင်ကြဝေ Business Coach Trainer